Chin Community Eastern Melbourne မှာအသွင်ရမှုဖြစ်တော့စလိုင်းလျန်တင်မုံကထောက်ခံစကားပြောကြားမှာဖြစ်တယ်။ဒါကြောင့်မလို့ကျေးဇူးပြု၍ပြင်ဆင်ထားတဲ့နေရာကိုကြွားရောက်ပေးပါရန်လေးစားစွာခေါ်ဖိတ်ပါရရှင်။အားလုံးမင်္ဂလာပါကျွန်တော်အခုလိုချင်းမျိုးသားများကိုစားစကားပြောခွင့်ရတဲ့အတွက်အင်မတန်မှဝမ်းမြောက်မိပါတယ်မဲလ်ဘန်မြို့မှာရှိသောချင်းတိုင်းသားများကိုစားဩစတြေးလျချင်းလူမှုအဖွဲ့အရှိပိုင်းမဲလ်ဘန်အောက်ကထအနေဖြင့်လာမည့်ဩဂတ်31ရက်နေ့မှာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သောမြန်မာနိုင်ငံအစိုးရနဲ့တိုင်းသားလက်နက်ကိုင်များအကြားကျင်းပပြုလုပ်မိ21ရာစုပင်လုံညီလာခံကိုကျူဆူထောက်ခံကြောင်းပြောကြားလိုပါတယ်။မဲလ်ဘန်မြို့မှာရှိသောချင်းတိုင်းသားများအနေဖြင့်21ရာစုပင်လုံညီလာခံကိုကျူဆူထောက်ခံရသောအကြောင်းရင်းမှာနှစ်60ကျော်ဖြစ်ပွားနေသောမြန်မာပြည်တွင်းစစ်ကိုအဆုံးသတ်ပြီးမြန်မာနိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းဖြင့်စပွဲပေါ်မှာအပြစ်ရှာနိုင်နိုင်မယ်လို့ယုံကြည်လို့တကြောင်စစ်မှန်သော Federal Democracy စနစ်ဖြင့်အနာဂတ်မြန်မာနိုင်ငံတို့ကိုအောက်ထုတ်ဖို့21ရာစုပင်လုံညီလာခံနဲ့နောက်ဆက်တွဲညီလာခံများမှာပါဝင်ဆွေးနွေးကြသောသူများအားလုံးမှတဘိုးတူညီမှုရရှိနိုင်မည်လို့ယုံကြည်လို့တကြောင်ကျူဆူထောက်ခံရခြင်းဖြစ်ကြောင်းပြောကြားလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်